တနေကုန်ကွန်ပျူတာရှေ့ထိုင်ပြီးအလုပ်လုပ်ရလွန်းလို့ဂုံးနဲ့ခါးတွေညောင်းညာကြိုက်ခဲနေပါသလားအချိန်ကြာကြီးထိုင်ရတဲ့အခါကျွန်တော်တို့ရဲ့ကြွက်သားတွေဟာတောင့်တင်းသွားပြီးရေရှည်မှာနေထိုင်မှုပုံစံကိုပါထိခိုက်လာစေနိုင်ပါ Mayo Clinic ရဲ့လမ်းညွှန်ချက်တွေအရနေ့စဉ်မိနစ်အနည်းငယ်လောက်ပုံမှန်အကျော်လျှော့ပေးခြင်းဟာသွေးလည်ပတ်မှုကောင်းစေပြီးကြွက်သားတင်းကျပ်မှုကိုလျော့ကျစေနိုင်ပါတယ်တနေကုန်ထိုင်နေရလို့ညောင်းနေပြီလားဒီ stretch လေ့ကျင့်ခန်း၅မျိုးကိုလုပ်ကြည့်ပါဂုံးနဲ့ပခုံးအတွက်အကျော်လျှော့ပါခါးနဲ့ရင်ဘတ်ကိုလည်းဖွင့်ပေးပါတနေ့3မိနစ်နဲ့တက်တာစေရမယ်တနေကုန်ထိုင်ရသူတွေအတွက်အလုပ်စပွဲမှာတင်နေ့စဉ်3မိနစ်အချိန်ပေးရုံနဲ့ခါးနာဂုံနာတက်တာစေမဲ့ရိုးရှင်းပြီးထိရောက်တဲ့ stretch လေ့ကျင့်ခန်း၅မျိုးကိုဖော်ပြပေးလိုက်ပါတယ်မမတ်ထိုင်ပါညာဘက်လက်ကိုတင်ပါအောက်မှာခုထားပါဘဲဘက်လက်နဲ့ခေါင်းကိုဖြင်းညင်းစွာဆွဲယူပါစက္ကန့်20ကြာထိန်းထားပါနောက်တစ်ဖက်ပြောင်းလုပ်ပါတဲ့အချက်အကျိုးကျေးဇူးကတော့ကွန်ပျူတာကြည့်လွန်းလို့တင်းမာနေတဲ့လယ်ပင်းနဲ့ပခုံးကြွက်သားတွေကိုပြေလျော့စေပါတယ်မမတ်ထိုင်ပြီးအရှိကိုတက်တက်ကြည့်ပါခေါင်းကိုအနောက်ဘက်သို့ဆုပ်သွင်းပေးပါ9စက္ကန့်ခန့်ထိန်းထားပါ9ချိန်ပြုလုပ်ပါနှစ်အချက်အကျိုးကျေးဇူးကတော့ခေါင်းကိုအရှိကိုငိုက်ပြီးဖုံးကြည့်ကွန်ပျူတာကြည့်တာကြောင့်ဖြစ်တတ်တဲ့ forward head posture ကိုပြန်လည်ပြုပြင်ပေးပါတယ်3အချက်ထိုင်လျက်ခါလဲနီးပြုလုပ်ပုံကတော့ကလားထိုင်ပေါ်တွင်ခြေဖွားနှစ်ဖက်လုံးကိုကျမ်းပြင်နဲ့ထိထားပါဘဲဘက်လက်ကိုညာဘက်ဒူးပေါ်တင်ပြီးညာဘက်လက်ကိုကလားထိုင်အမိပေါ်တင်ပါခါးကိုညာဘက်သို့အနောက်ဘက်အထိဖြည်းဖြည်းချင်းလှည့်ပါစက္ကန့်15-20ခန့်ထိန်းထားပြီးနောက်တစ်ဖက်ပြောင်းလုပ်ပါအကျိုးကျေးဇူးကတော့ကွန်ပျူတာရိုက်ရင်ပခုံးတွေရှေ့ကိုစုဝင်သွားတာကိုပြန်ပွင့်စေပြီးအသက်ရှူရပိုမိုကောင်းမွန်စေပါတာနံပါတ်5ကတော့တင်ပါနဲ့ခါးအောက်ပိုင်းရှော့နီးဖြစ်ပါသည်ကလားထိုင်မှာထိုင်လျက်ညာဘက်ခြေချင်းဝက်ကိုဘဲဘက်ဒူးပေါ်တင်လိုက်ပါခါးကိုမတ်ထားပါရင်ဘက်ကိုအရှိတို့ဖြည်းဖြည်းချင်းကိုင်းချပါတင်ပါနဲ့ခါးအောက်ပိုင်းတင်းလာသည့်အထိကိုင်းပါစက္ကန့်20ကြာထိန်းထားပါပြီးလင်ဘဲဘက်ခြေထောက်ပြောင်းလုပ်ပါအကျိုးကျေးဇူးကတော့တနေကုန်ထိုင်လွန်းလို့တင်းကျပ်နေတဲ့တင်ပါကြွက်သားနဲ့ခါးအောက်ပိုင်းကိုအကျော်ပွင့်စေပါတယ်အကြံပြုချက်ကတော့အကျော်လျှော့တဲ့အခါအသက်ကိုပုံမှန်အတိုင်းမှန်မှန်ရှူသွင်းရှူထုတ်လုပ်ပေးပါနာကျင်သည့်အထိအတင်းအားစိုက်ပြီးမဆွဲပါနဲ့တင်းတင်းလေးနဲ့နေလို့ကောင်းယုံအထိပဲဆွဲပေးဖို့လိုအပ်ပါတယ်